တခါတော့ကတောတစ်ခုမှာတောရင်းဘရင်အဖြစ်ချင်းသေးတကောင်နဲ့ကြားတကောင်တို့နေထိုင်ကြပါတယ်။တခြားတရိษံလေးတွေအားလုံးကချင်းသေးကြီးကိုတလေးတစားဆက်ဆံကြတယ်။တောရင်းဘရင်ဖြစ်တဲ့ချင်းသေးကြီးကတော့တရိษံလေးတွေအားလုံးကိုကူညီပေးလိရှိပြီးတော့တောတစ်ခုလုံးကိုကြီးစုဆောက်ရှောက်ပေးပါတယ်တဲ့။ချင်းသေးကြီးကစိတ်ကောင်းရှိပေမဲ့ကြားကတော့စိတ်ကောင်းမရှိပါဘူး။သူကတော့အတ္တကြီးပြီးတောအုပ်ထဲမှာသူ့ပဲဘရင်ဖြစ်ချင်နေတာပါ။ကြားကတော့တကူကောင်းဆန်ပါတယ်။သူ့ပဲဘရင်ဖြစ်ထိုက်တယ်ဆိုပြီးတော့တွေးနေမိတာပါ။ဒါကြောင့်တနေ့မှာကြားကချင်းသေးကိုစိန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကတော့တောအုပ်လေးထဲမှာအာနာပြချင်နေတာကြောင့်ပေါ့။ဒါကြောင့်ကြားလဲချင်းသေးကြီးစီကိုစိန်ခေါ်ဖို့သွားလိုက်တယ်။ခဏနေတော့ကြားကဂူပြင်ကနေအတန်အကျယ်ကြီးနဲ့အမှန်ဖီနေလိုက်ပါတယ်။အဲဒီချိန်မှာတော့ချင်းသေးကြီးကဂူထဲမှာအေးဆက်နေပါလေရော။ကြားကအပြင်ဘက်ကနေအဆက်မပြတ်မှန်ဖီနေတော့ချင်းသေးကြီးလည်းနိုးသွားပြီးအရန်ကိုစိတ်ဆိုးသွားတာပေါ့။သူလည်းအပြင်ဘက်ကိုထွက်လာပြီးကြားကိုမေးလိုက်တယ်။မင်းကဘာလို့ဂူရှိမှလာပြီးဆူညံနေရလဲ။အိုးငါမင်းကိုလာနောက်ချက်နေတာမဟုတ်ပါဘူး။ဒီလောက်နေရာတွေအများကြီးရှိတာတခြားနေရာကိုသွားပါလား။ငါအိတ်နေရမင်းကလာဆူညံနေရပဲ။အိုးချင်းသေးကြီးဒါအားလုံးပိုင်တဲ့တက်တော့ပါငါဘယ်မှာပဲနေနေဘာပဲလုပ်ပေါ့။ကြားတော့ချင်းသေးပြောတာကိုအလျှော့မပေးပါဘူးသူတို့နှစ်ယောက်ကညင်းခုန်ရင်းနဲ့ပြဿနာကပိုကြီးလာခဲ့ပါတယ်တကယ်တော့ကြားကမနာလိုစိတ်နဲ့အတူချင်းသေးကိုစိန်ခေါ်နေတာပါသူတို့ချင်းချင်းညင်းခုန်နေကြတာကိုစင်ကကြားသူတို့စီကိုရောက်လာခဲ့တယ်အိုးမင်းတို့ဘာပြဿနာတွေဖြစ်နေကြရလဲပြောပြစမ်းပါဦးချင်းသေးကြီးကလည်းအကြောင်းစုံကိုပြောပြလိုက်တယ်ပြီးတော့ကြားနဲ့ထပ်ပြီးညင်းခုန်ပြောကြပါတယ်အဲ့ဒီချိန်မှာတော့ညံကောင်းတဲ့စင်ကြီးကသူတို့ညောရဲ့ပြဿနာကိုကြားဝင်ပြီးတော့ဖြေရှင်းပေးလိုက်တယ်စင်ကချင်းလေးကိုအကြံတစ်ခုပေးလိုက်ပြီးဆက်ပြီးတော့လိုင်းကူထဲမှာအိတ်ဆက်စီပါတယ်။ကြားကိုလည်းစစောကလူကူရဲ့အရှိမအရင်လိုအော်ဟစ်ခိုင်းခဲ့တယ်။ချင်းလေးနဲ့ကြားလည်းစင်လေးပြောတာကိုသဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့စင်လေးကချင်းလေးနဲ့အတူကူရဲကိုသွားလိုက်ပြီးဂွန်းနေကိုချီနှောင်ပေးလိုက်တယ်။ချင်းလေးလည်းအဲဒီနေရာဂွန်းထုတ်ကိုနားရဲထည့်ပြီးပြန်အိတ်လိုက်တာပေါ့။ဂူပြင်ကိုရောက်လာတဲ့စင်လေးကကြားကိုစစောကလူဆက်ပြီးတော့အော်ဟစ်ခိုင်းလိုက်ပါတယ်။မိုင်မဲတဲ့ကြားတော့ဘာမှမသိပါဘူးသူလဲကြိတ်လောင်စွာအော်ဟစ်နေတော့တာပေါ့ဒါပေမဲ့ချင်းလေးကတော့သူအော်ဟစ်နေတဲ့အတန်ကိုမကြားရတာကြောင့်အိတ်တာမပြတ်ခဲ့ပါဘူးနောက်ဆုံးမှာတော့ကြားရဆက်ပြီးတော့မအော်ဟစ်နိုင်တော့ပါဘူးကြားလဲကြားလာတော့သူ့ရဲ့လုံးရဲ့ပေါ်မှာရှက်ရွံ့လာခဲ့တာပေါ့ရှင်နောက်ဆုံးမှာတော့သူ့ရဲ့အမားကိုသူသိပြီးဒီကနေထွက်သွားခဲ့တယ်စင်လေးကတော့အတ္တကြီးပြီးဒီကိုကောင်းဆန်တဲ့ကြားကိုကောင်းကောင်းပညာပေးနိုင်ခဲ့ပါတယ်ဒီပုံမြင်လေးကတော့ကိုဘွားရဲ့ပျော်ရွှင်အောင်နေပြီးတော့တခြားသူပေါ်မှာမနာလိုစိတ်မဖြစ်စေဖို့ပါပဲတခြားသူပေါ်မနာလိုစိတ်ထားတာကကိုပဲနာကျင်စေပါတယ်နော်ဒါကြောင့်သူတစ်ပါးအောင်မြင်မှုအပေါ်မှာလည်းမနာဖြစ်ဖို့အရေးကြီးပါတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ရှင်တခါတော့ကရွာလေးတစ်ရွာမှာသူငယ်ချင်း3ယောက်ရှိပါတယ်သူတို့3ယောက်ကတော့ရွာလေးချင်းမှာကင်းဆုံးသူငယ်ချင်းတွေပါဘာရီဘယ်လို့ဘေးကိုပဲတော်အမြဲတူတူရှိလိမ့်ရှိကြပါတယ်ဒီနေ့မှာတော့သူတို့3ယောက်ကဘေးကိုမှမတော်တာကြပဲဖြစ်တာကြောင့်အနီးနားကရွာလေးတစ်ရွာကိုလက်လျှောက်သွားကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်ငါတို့မတရားလေးဖြစ်တော့တော်လန်လေးအတိုင်းလက်လျှောက်သွားကြအောင်ဆစ်လို့ရှောက်မှသိကြတယ်စီသူပြောတာကိုအလုံးကသဘောတူလိုက်ကြပါတယ်သူတို့3ယောက်စလုံးကတခြားတင်နေရာစီကိုမတော်တာကြပဲဖြစ်ပါတယ်ဒါကြောင့်နောက်တနေ့မနေ့စစုံမှာပဲတော်လန်လေးအတိုင်း3ယောက်စလုံးခရီးဆက်လာကြပါတယ်သူတို့3ယောက်ကတောအုပ်လေးတဲကိုရောက်လာတော့အရင်ကိုပြောနေကြတာပေါ့အပင်ကြီးတွေနဲ့တောပန်းနဲ့တွေကစိတ်ကိုပို့ပြီးတော့လန်းဆန်းစေပါတယ်သူတို့3ယောက်ကတပြည့်ပြည့်နဲ့တောနဲ့တဲကိုရောက်လာခဲ့ပါတယ်ခဏနေတော့သူတို့သူငယ်ချင်း3ယောက်ကမြေလေးတစ်ခုစီကိုရောက်လာပါတယ်စောစောတို့သူငယ်ချင်း3ယောက်လေးအတော်လေးကိုမော်ပန်းပြင်ပန်းနေပြီဖြစ်တာကြောင့်မြစ်ထဲကိုဆင်းလိုက်ပြီးကိုလည်းတန်းစင်ကအပန်းပြင်လိုက်ကြတာပေါ့သူတို့ကမြစ်ထဲမှာရေကစားပြီးတဲ့အချိန်မှာတော့တပြည့်ပြည့်အမောင်ချလာခဲ့ပါတယ်သူတို့လည်းတောအုပ်လေးတွေကိုရောက်လာကြတာဆိုတော့ကြောက်သွားကြတာပေါ့ဘာလို့လဲဆိုတော့သူတို့ရောက်နေတဲ့တောအုပ်လေးထဲမှာသတိဆန်တွေအစုံရှိနေကြပါတယ်ပြီးတော့အဲဒီတောအုပ်လေးထဲမှာဝက်ဝင်တွေလည်းအများကြီးရှိနေပါတယ်သူတို့3ယောက်ကရွာကိုပြန်တက်ပြီလို့ပြောလိုက်ပြီးဒီကနေခက်တွဲနဲ့ရှောက်လာခင်လိုက်ပါတယ်စောစောတို့3ယောက်ကတော့အရင်ကိုကြောက်နေခဲ့ပါတယ်သူတို့3ယောက်ကခလန်လိုင်းကိုရောက်လာတော့ဝက်ဝင်တကောင်ရဲ့ခြေလောင်တဲ့အတန်ကိုကြားလိုက်ကြပြီးသူတို့ရဲ့အရှိမဝက်ဝင်ကြီးတကောင်ကပွားကနေပေါ်လာတော့တာပေါ့စောစောတို့ငယ်ချင်း3ယောက်ကလည်းကြောက်လန့်တကြားထွက်ပြေးကြပါတယ်ဝ
ဝဲဝင်ကလည်းသူတို့၃ယောက်နောက်ကိုတက်တက်မကွာလိုက်လာပါတယ်အပြင်းမြင်တာကြောင့်သူတို့၃ယောက်ကိုဝဲဝင်ကြီးကမဖမ်းနိုင်သေးပါဘူးမြင်မြင်ပြေးပါမြင်မြင်လေးသူတို့၃ယောက်ကအတူတူပြေးနေကြပေမဲ့စီသူကအရင်ကိုကြောက်လန့်လာပြီးသူတယောက်တည်းအပြင်ပေါ်ကိုတက်ပြေးသွားကြတာပေါ့ဝါတုံနဲ့ကိုချစ်တို့နှစ်ယောက်ကအရှိကိုဆက်ပြီးပြေးသွားကြပါရီသူတို့နှစ်ယောက်ကတော့အတူတူရှိနေကြပြီးဝဲဝင်ကြီးရဲ့ရန်ကနေလွမြောက်ဖို့အတူတူစူးစမ်းနေကြပါရီခဏနေတော့ညင်ကောင်းတဲ့ဝတ်တုတ်ကတနေရာမှာလဲအိပ်ပြီးတေးကျင်းအောင်ဆောင်ထားဖို့ပြောလိုက်ပါရီတကယ်တော့သူတို့နှစ်ယောက်ကလည်းအရန်ကိုမောပန်းနေကြပါပြီထပ်ပြီးတော့မပြေးနိုင်တော့ပါဘူးပြီးတော့ဝဲဝင်ကြီးကလည်းသူတို့နဲ့အရန်ကိုညီကက်လာပြီးဖြစ်ပါရီဒါကြောင့်သူငယ်ချင်း၃ယောက်ကမြေပေါ်မှာလဲအိပ်လိုက်ကြပြီးတေးကျင်းအောင်ဆောင်နေလိုက်ပါရီသူကြောက်ဖို့တာကတော့တေးစုံမိသားတတဝါကိုဝဲဝင်ကြီးကမစားဘူးဆိုတာပါပဲဝါတုံနဲ့စောစောတို့ကမြေပြင်ပေါ်မှာလဲအိပ်နေတဲ့ချိန်မှာပဲဝဲဝင်ကြီးကသူတို့စီကိုရောက်လာခဲ့ပါရီပြီးတော့ဝဲဝင်ကြီးကအနှံခံကြည့်ရတာပေါ့ဝါတုံနဲ့စောစောတို့ကတော့လောဝါကိုတေးစုံနေတယ်လို့အသက်မရှူပဲဟန်ဆောင်ထားကြပါရီခဏနေတော့ဝဝကလည်းအဲ့နေရာကနေအဝေးကိုထွက်သွားခဲ့ပါရီတောင်မြင်လိုက်ရတော့အပြင်ပေါ်မှာရှိနေတဲ့စီသူကတငယ်ချင်းတွေစီကိုအမြန်လိုက်လာခဲ့ပါရီပြီးတော့ဘာလို့ခုလိုလုပ်ကြလဲမေးလိုက်ပါရီဝါတုတ်ကလည်းတေးစုံပြီးသားသူကိုဆိုဝဲဝင်ကမစားဘူးလို့ရှင်းပြလိုက်ပါရီပြီးတော့ဝါတုတ်ကစီသူမင်းဘာလို့ငါတို့နဲ့အတူတူမပြေပဲအပြင်ပေါ်မှာတက်ပုံးနေရလဲလို့ပြောလိုက်ပါရီတကယ်တော့တငယ်ချင်းကောင်းဆိုရင်ကိုနဲ့အတူတူအမြဲရှိနေတတ်ပါရီဒီပုံပြင်လေးရတော့ကိုဘောတကယ်ခင်မင်းပြီးကုညီပေးတတ်တဲ့သူငယ်ချင်းမျိုးအရေးကြီးရဲဆိုတာကိုသင်ခန်းစာပေးပါရီအရေးကြုံလာရင်ကို့ထားခဲ့တာကသူငယ်ချင်းကောင်းမဟုတ်ပါဘူးနော်